အားလုံးပဲမင်္ဂလာပါရှင် Moonlight Story NN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဖား6ဝင်းရမုံရဲ့နှလုံးခုန်တန်တွေမြန်လာခဲ့တယ်အနက်ရောင်ဝတ်စုံတဲ့လူကမျက်နှာဖုံးကိုဖြည်းဖြည်းချင်းချွတ်လိုက်တယ်ဟင်းဝင်းရမုံမျက်လုံးပြူသွားတယ်သူမရှိမှရက်နေတာအာကာမင်းရဲ့ကုမ္ပဏီကလက်ထောက်မန်နေဂျာမင်းတန့်ခမားဝင်းရမုံအံ့ဩသွားတယ်ဘာလို့ဒီလိုလုပ်နေတာလဲမင်းတန့်ကအေးအေးဆေးဆေးပြုံးလိုက်တယ်အာကာမင်းမှာရှိတဲ့အရာအလုံးကျွန်တော်လိုချင်တယ်ကုမ္ပဏီအောင်မြင်မှုပြီးတော့သူ့ဘဝဝင်းရမုံနောက်တလန်းဆုပ်လိုက်တယ်အာကာမင်းဘယ်မှာလဲမင်းတန်းကဖုန်းတစ်လုံးထုတ်လိုက်တယ်ဗီဒီယိုခေါ် screen ပေါ်မှာအာကာမင်းပေါ်လာတယ်ရမုံဒီကိုမလာသင့်ဘူးအာကာမင်းရဲ့မျက်နှာမှာဒဏ်ရာတွေရှိနေတယ်ဒါပေမဲ့သူအသက်ရှင်နေတဲ့အာကာမင်းဝင်းရမုံမျက်ရည်ကျသွားတယ်အဲ့ဒီအချိန်မင်းတန်းကဗီဒီယိုကိုပိတ်လိုက်တယ်အခုတော့ယုံသွားပြီမဟုတ်လားသူ့ကိုပြန်လွှတ်ပေးဝင်းရမုံអော်လိုက်တယ်ဒါပေမဲ့မင်းတန်းကရေလိုက်တယ်ပြန်လွှတ်ပေးမယ်ဒါပေမဲ့မင်းတခုလုပ်ပေးရမယ်ဘာလို့ရမှာလဲမင်းတန်းရဲ့မျက်နှာအေးဆက်သွားတယ်အာကာမင်းနဲ့လမ်းခွဲလိုက်ဝင်းရမုံအေးခဲသွားတယ်ဘာသူ့ကိုမေးလိုက်ဒါဆိုသူအသက်ရှင်မယ်အဲ့ဒီအချိန်ဝင်းရမုံရဲ့ဖုန်းထဲ message အစ်စ်ဝင်လာတယ်ပို့သူသစင်တွေ message ထဲမှာဓာတ်ပုံကိုမြင်လိုက်တဲ့အချိန်ဝင်းရမုံရဲ့မျက်လုံးပြူကျဲသွားတယ်အဲ့ဒီပုံထဲမှာမင်းတန်းတယောက်တည်းမဟုတ်ဘူးသူ့ဘေးမှာနောက်ထပ်လူတစ်ယောက်ရက်နေတယ်